အလုပ်ခွင်မှာပျော်ရွှင်အောင်နေထိုင်နေဘသူ့ကိုမှမယုံကြည်ပါနဲ့ဒါပေမဲ့လူတိုင်းကိုရိုးရိုးတည်တည်ဆက်ဆံပါအလုံးမှာမဖြစ်ခဲ့တယ်လေဖြစ်ခဲ့တဲ့များကိုထားခဲ့လိုက်ပါအလုပ်ခွင်ကသူများပြောတဲ့အတင်းပြင်းကိုအိမ်ကိုတင်မလာပါနဲ့အိမ်ကအဆင်မပြေမှုကိုလည်းအလုပ်ခွင်ကိုတင်မသွားပါနဲ့အလုပ်ခွင်ကိုအချိန်မှန်သွားပြီးပြင်ရင်လည်းပုံမှန်အချိန်ကိုပြန်ပါပုံမှန်ထက်ပိုလို့ရတဲ့တင့်အလုပ်ခွင်စပွဲကတင့်ကျမ်းမာရေးကိုလာကယူဆိုင်မှာမဟုတ်ပါဘူးအလုပ်ခွင်မှာအချစ်ဇလံမထွင်ပါနဲ့တင့်ကိုအလုပ်မှာဒုက္ခရောက်စေမှာမို့လို့ပါဘသူအကူအညီကိုမှမမျှော်လင့်ပါနဲ့အကယ်၍တယောက်ယောက်ကတင့်ကိုကူညီရင်ကျေးဇူးတင်လိုက်ပါဘသူမှမကူညီရင်လည်းကိုယ့်ဘာသာကိုယက်တီဖို့အင်အားရတာမို့ယာရုအမြန်ရဖို့မကြိုးစားပါနဲ့အကယ်၍တင်ယာရုအမြန်တိုးစားရင်ဂုဏ်ယူလိုက်ပါမတိုးရင်လည်းရေးမကြည့်ပါဘူးအချိန်ချင်းကြရင်တင်အမှတ်ရသည်မဲ့အရာကတင်ရဲ့ယာရုမဟုတ်ပဲတင်ရဲ့ရင်ကြီးတိမ်မွေးမှုတင်ရဲ့လုပ်ငန်းခွင်မှာဘူးတုတာပဲဖြစ်လို့ပါလုပ်ငန်းခွင်ကအလုပ်တွေကိုပြီးပြအောင်လုပ်တင်အတ္တမာနနဲ့ပတ်သက်တဲ့စိတ်တွေကိုရှောင်ရှားပါလူတွေဟာတင့်ကိုဘယ်လိုဆက်ဆံနေဆိုတာရေးမကြည့်ပါဘူးတင်ဟာရှင်ကြီးစွာဆက်ဆံပါနောက်ဆုံးမှာတော့တင်အတွက်အရေးကြီးဆုံးကတင်ရဲ့နေထွေးတဲ့အိမ်တင်ရဲ့မိသားစုအခင်းဆုံးမိတ်ဆွေများနဲ့တင်စိတ်ထဲမှာရှိတဲ့ညီညွတ်မှုပါပဲ